ရဲလေးအောင်ကိုရဲ့မျက်လုံးတွေကအရင်ကသူသိခဲ့တဲ့ရိုးသားတဲ့ရဲလေးတယောက်ရဲ့မျက်လုံးတွေမဟုတ်တော့ပဲယူးဆွတ်မှုနဲ့နာကြီးမှုတွေရိုးပြန်းနေတယ်မင်းကဇော်မျိုးရဲ့လူယုံမဟုတ်လားအောင်ကိုဘာလို့ဒါတွေလုံးနေတာလဲအောင်သူကအချိန်ဆွဲတဲ့အနေနဲ့မေးလိုက်တယ်ယုံကြည်မှုအဲ့ဒီစကားကိုမင်းပါဇက်ကမပြောနဲ့အောင်ကိုကအော်ဟစ်လိုက်တယ်လွန်ခဲ့တဲ့9နှစ်ကမင်းရေးခဲ့တဲ့သတင်းကြောင့်ငါ့အဖေထောင်ထဲမှာကိုတက်တည်သွားခဲ့တာမင်းကတော့အမှန်တရားကိုဖော်ထုတ်တဲ့သူရဲကောင်းကြီးဖြစ်နေပြီးငါဘဝကတော့အကတိလိုက်စားတဲ့ရဲရဲ့တားဆိုတဲ့နာမည်ဆိုးနဲ့ပျက်စီးခဲ့ရတာအောင်သူအံ့အားသင့်သွားတယ်မင်းအဖေနေပါအောင်အဲ့ဒီတော့ကအဖမ်းခံရတဲ့ဝင်းကြီးကျုပ်ရဲ့အတွင်းရေးမှုဦးဖုံးကျော်ကမင်းအဖေလားဟုတ်တယ်အဖေကအပြစ်မရှိဘူးဆိုတာမင်းသိရဲ့နဲ့မင်းကတက်တည်အတူတွေနဲ့လှုပ်ကြံခဲ့တာအခုငါလဲပဲအောင်ကိုက TV ဖန်သားပြင်ကိုလက်ညှိုးထိုးပြတယ်နဒီကတကယ်တော့မင်းစီမှာရှိနေတာမဟုတ်ဘူးသူကငါတို့အားလုံးရဲ့ကစားခွဲထဲမှာရှိနေတာအောင်သူကလောင်ပြုံးပြီးမင်းငါ့ကိုလှည့်စားလို့မရတော့ဘူးအောင်ကိုအဲ့ဒီဗီဒီယိုက live မဟုတ်ဘူးကြည့်လိုက်နဒီနောက်ကနာယီကရက်နေတာမဟုတ်ဘူးအဲ့ဒါက24နာရီပတ်လုံးတင်ပတ်နေတဲ့လူဗီဒီယိုတစ်ခုပဲပြီးတော့အဲ့ဒီနေရာကအင်းစင်ကမဟုတ်ဘူးငါတို့အရင်ကသွားခဲ့ဘူးတဲ့ငွေဆောင်ကအပန်းဖြေအိမ်ဟောင်းပဲအောင်ကိုမျက်နှာပြတ်သွားတယ်သူ့အစီအစဉ်ကိုအောင်သူရိတ်မိသွားတာကိုသူမယုံနိုင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲအောင်သူကကလထိုင်နောက်ကကျိုးကိုသူ့ခိုးထားတဲ့မှန်ကွဲစဲနဲ့ဖျက်တောက်သားဖြစ်နေပြီတောက်အောင်ကိုကတမတ်မောင်းကိုဆွဲလိုက်တဲ့အချိန်မှာပဲဝုန်းအခန်းငယ်မှန်ပြေတင်းပေါက်ပွင့်ထွက်သွားပြီးမိခိုးပုံတစ်လုံးကျလာတယ်အခန်းထဲမှာမိခိုးတွေပြည့်သွားစဉ်မှာပဲအောင်သူကအောင်ကိုခုံအုပ်လိုက်တယ်နှစ်ယောက်သားလုံးတွေးတပ်ပုတ်ကြရဲ့တနတ်တန်တစ်ချက်ထွက်လာတယ်အာအောင်ကိုရဲ့ပခုံးကိုကြည်စံထိမှန်သွားပြီးတနက်ကလွင့်သွားတယ်မိခိုးတွေထဲကနေအရိပ်တစ်ခုထွက်လာပြီးအောင်ကိုထိုးကြည့်လိုက်တာတတိလစ်သွားတဲ့အထိပါပဲအောင်သူအားယူပြီးကြည့်လိုက်တော့ဇော်မျိုးဟုတ်ပါတယ်အပိုင်းနှစ်မှာတနတ်မှန်ပြီးတေသွားပြီလို့ထင်ရတဲ့ရဲဟောင်းဇော်မျိုးပါပဲသူကကြီးကန်အင်ဂျီကိုဝစ်ထားပြီးတွေးသူတွေနဲ့ဟန်ဆောင်ခဲ့လာပါမင်းငါ့ကိုလှည့်စားခဲ့လားအောင်သူ sorry ပဲအောင်သူဇော်မျိုးနောက်ွယ်မှာဘသူရှိလဲဆိုတာသိကျင်လို့ငါကစားခဲ့ရတာဒါပေမဲ့အဲ့ဒါပြင်းထန်တာမဟုတ်ဘူးဇော်မျိုးရဲ့မျက်နှာကပြာနန်းနေတယ်အောင်ကိုကဒီ game ရဲ့အကောင့်ထဲဖော်တဲ့သူပဲရှိသေးတယ်တကယ် mastermind ကမင်းရဲ့ဖုန်းထဲမှာရှိတယ်အောင်သူ့ဖုန်းကိုကောက်ကြည့်လိုက်တော့ message တစ်ခုဝင်နေတယ်ဂိမ်းအဆင့်နဲ့အောင်မြင်သွားတဲ့အပလဂုံယူပါတယ်ဒါပေမဲ့နဒီရဲ့နှလုံးခုန်ကနောက်ထပ်15မိနစ်ပဲခံတော့မယ်သူကငွေဆောင်မှမရှိဘူးအောင်သူကမင်းနဲ့တိတ်မဝေးတဲ့နေရာမှာရှိနေတယ်အကြံပေးရရင်အောက်ကိုကြည့်လိုက်ပါအောင်သူနဲ့ဇော်မျိုးတယောက်နဲ့တယောက်ကြည့်ကြတော့တယ်အောက်ဆိုတာဘာကိုဆိုလိုတာလဲသူလူရောက်နေတဲ့စာကြည့်လိုက်ဟောင်းရဲ့အောက်ထန်းလာအဲ့ဒီအချိန်မှာပဲအောင်သူခြေထောက်အောက်ကကျမ်းပြင်စီကနေတောက်ဆိုတဲ့စက်ရန်ဒရာဆန်ကိုကြားလိုက်ရတော့လေအဲ့ဒါကဘုံတစ်လုံးရဲ့အချိန်မှတ်တန်ပါဇော်မျိုးကကျမ်းပြင်ကတစ်ပြားတွေကိုအတင်းခွာလိုက်တဲ့အခါမြင်လိုက်ရတာကကျမ်းပြင်အောက်ကကျင်းမြောင်းတဲ့အခေါင်းထဲမှာလောင်ပိတ်ခံထားတဲ့နဒီပါပဲသူမရဲ့ကိုယ်ပေါ်မှာဘုံတစ်လုံးကိုဆင်ထားပြီးအချိန်က6မိနစ်ပဲကြံတော့တယ်နဒီအောင်သူငိုတက်မဖြစ်သွားတော့ဒါပေမဲ့ဘုံရဲ့ဘေးမှာစာသားလေးကတ်ထားတယ်ဒီဘုံကိုဖျက်ဖို့ကုန်နံပါတ်ကမင်း9နှစ်လုံးဖုံးကွယ်ခဲ့တဲ့အမှန်တရားရဲ့ညှိစဲပါဇော်မျိုးကအောင်သူကိုစိုက်ကြည့်လိုက်တယ်အောင်သူမင်းငါ့ကိုတခုခုဖုံးကွယ်ထားတာရှိလားအဲ့ဒီအမှုမှာမင်းတကယ်လို့အမားလုပ်ခဲ့တာလားအောင်သူရဲ့နှာဖောင်းမှာချွေးတွေပြန်လာတယ်9မိနစ်ပဲကြမ်းတော့တယ်အတိတ်ကသူဖုံးကွယ်ခဲ့တဲ့လွှဲ့ဝှဲချက်ကဘာလဲသူတကယ်လို့လူသက်တရားထိခဲ့တာလား